Hi guys အားလုံးပဲမင်္ဂလာပါကိုနီပါပေါ့နော်ဗီဒီယိုမတင်လာနဲ့ရရှိဝါရီမလို့ဗီဒီယိုလာတင်တာပါကိုနီကအခုကျောင်းပိတ်ရဖြစ်တဲ့အတွက်အားနေလို့ဗီဒီယိုတင်ရတာဖြစ်ပါတယ်ပြပါမပြောစရာမရှိပါဘူးနော်ဒါမဲ့ဗီဒီယိုတင်ချင်လို့ပေါ့နော်ဒီဗီဒီယိုကအရင်တုန်းကလည်း sorry ပါအဲ့တော့ခုနီရဘကဝေကမလာပါဘူးရဘကလည်းမရသေးပါဘူးဒီလေးမှာပြောပြရများဝင်လဲ sorry ပါမရသေးပါဘူးရဘကလည်းပြီးတော့ရအောင်လဲလုပ်အောင်မှာဖြစ်ပါတယ်အဲ့ဒါရလည်းမလုံးနိုင်သေးဘူးပေါ့နော်အဲ့ဒါတော့ရဘကဝေကို9လပိုင်းမှလုပ်မှာပါ9လပိုင်းဘယ်နှစ်ရက်နေလဲမသိဘူးအဲ့လောက်မှလုပ်မှာပါခုကတော့ရဘမရှိသေးပါဘူးဒါမဲ့လည်း9လပိုင်းကျရင်ရဘရှိသွားမှာဆိုတော့ရဘကဝေပေးရမယ်ရဘကဝေကတိတ်မလောက်လို့ရှိရင်တော့ profile ကဝေပေးရမယ်ဒီဗီဒီယိုကအရင်တိုးဝင် sorry ပါဒီထဲမှာတာဝါနည်းနည်းလဲတာများသွားတယ် sorry ပါဒီခိုင်းလေးရပါတော့ easy တာပါပြောလိကွာlike များအောင်လုပ်ပေးတယ်sorry comment ရေးလို့ရှိရင်ဟိုဘက်ရပါမယ်like ပေးရင်လည်းရပါမယ်အဓိကတော့ comment နဲ့ like ပေးရင်တော့ဘက်ကိုပို့ပြီးရပါမယ်ပေါ့နော်အဲ့ဒါဦးပြောတာပါ900ကျော်ရပါမှာ900ကျော်ကခုနှစ်စီမှာ900ရမှာပါပေးလို့ရှိရင်တော့တယောက်ကို100တော့ပေးတော့ပါ50ပေးပါမယ်ဖန်အတစ်တွေကိုကြတော့40ပဲပေးပါမယ်အဟောင်းတွေကိုကြတော့50ပါ10ကဘာလို့ကွာနေရတာလဲဆိုတော့အဟောင်းနဲ့အစ်ကရဘတ်ပေကဒီမှာမလို့လုပ်တာပါအဲ့ဒါကြောင့်မလို့ပါဒီမှာပြုတ်ကြရများဝင်နေ sorry ပါပြောစရာတော့တိတ်မရှိပေမဲ့ဗီဒီယိုနည်းနည်းတင်စင်လို့ပေါ့နော်ဗီဒီယိုနောက်တစ်ပုတ်တင်ပါအောင်မယ်ဆက်လက်ဆောက်မျှော်ပေးဖို့လည်းပြောချင်ပါတယ်ဒီမှာတိတ်ဒီတာဝါတိတ်မလုပ်တပါဘူးအဲ့ဒါလည်းတီးခံပြီးကြည့်ပေးပါနောက်ကတန်းသူနေနေ sorry ပါဒီနေ့ကတော့ဒီလောက်ပါပဲ bye bye အဲ့တော့ခုထိရောမငန်းအောင်သေးပါဘူးရဘရအောင်လည်းအဲ့လိုလုပ်အောင်မှာဖြစ်ပါတယ်ကဲဒီဗီဒီယိုကဒီလောက်ပါပဲ bye bye